တော်တော်များများသိချင်နေကြပါဘောနော်ကျွန်တော်ထိုင်ဝမ်မှာတရုတ်စာတစ်လုံးမှမရဘဲနဲ့ရောက်သွားတယ်ရောက်သွားပြီးတော့ဘယ်လိုမျိုးထိုင်ဝမ်မှာ survive လုပ်လဲပေါ့ပြီးရင်ကျွန်တော်ဘယ်လိုမျိုးတရုတ်စာကိုလေ့လာလဲဆိုတော့သိချင်နေကြရပေါ့ဆိုတော့ကျွန်တော်ထိုင်ဝမ်ရောက်ခါစတော့ကျွန်တော်တရုတ်လိုတစ်လုံးမှမရဘဲနဲ့ရောက်လာခဲ့ရပေါ့ဒါပေမဲ့ဒီမှာနေတာကြာသွားတဲ့အချိန်မှာကျွန်တော်တရုတ်စာတွေတဖြည်းဖြည်းရလာတယ်ဒါပေမဲ့ကျွန်တော်စာကိုကျွန်တော်သေချာမရခဲ့ဘူးဆိုတော့ကိုယ့်ကိုပဲ self study ပေါ့နော်ကိုယ့်ကိုလေ့လာရတယ်ကျွန်တော်ပထမဆုံးအလုပ်ကမမရကျွန်တော်ရဲ့ပထမဆုံးအလုပ်ကကျွန်တော်တရုတ်လိုတစ်လုံးမှမရလို့ကျွန်တော်အလုပ်ထုတ်ခံလိုက်ရပေါ့ဒါတော့အဲ့ဒါအမတ်တရပဲထိုင်ဝမ်လာမယ်ဆိုရင်ဒါတရုတ်လိုကနည်းနည်းပါပြောတတ်ဆိုတတ်နားလဲတာလောက်ထီတော့ကျွန်တော်လေးလာခဲ့ရင်တော့ပို့ပြီးတော့ကောင်းတယ်เจ้าလောက်ကုန်းမိမကိုလောက်ဖို့ချစ်တဲ့သူကတော့အိုင်နီဒိန်းရှာခွိုက်တင်ဆိုပါနောက်တစ်ခုရှိတာဒါကျွန်တော်လိုမျိုး language school နဲ့လာတက်မယ်ဆိုရင်တော့ဒါမြန်မာမှာ second year အောင်ထားမယ်ဒါမှမဟုတ်ရင်ဒါ grade 12လောက်ထိတော့ပြီးထားမယ်ပေါ့ပြီးရင်အခုဆိုရင်တော့တရုတ်စာ TOCF A2 ပေါ့ A2 အောင်ဖြည့်ထားရမယ်ဆိုတော့ A2 အောင်မှုအတွက်တရုတ်စာမြန်မာမှာတေချာလေးလာမှရမယ်ပေါ့ A2 အောင်ပြီးဆိုရင်ထိုင်ဝမ်ကိုလာလို့ရပြီပေါ့ဒီနောက်ပိုင်းရောက်လာတဲ့အကြောင်းသားတွေကကျတော့သူတို့ငကိုကလေးကနေပြီးတော့ဘယ်လိုပြောရမလဲတရုတ်စာကိုမြန်မာကလေးကနေလေးလာခဲ့ပြီးတော့ရောက်လာတဲ့သူအများကြီးကျွန်တော်တို့တော့မဟုတ်ကျွန်တော်တို့ English လို့ဖြည့်ပြီးတော့လာခဲ့ရဖြစ်တဲ့အတွက်တရုတ်စာတစ်လုံးမှမရဘူးပေါ့နော်ကျွန်တော်တို့ကဒီရောက်မှပဲပြန်ပြီးတော့တရုတ်စာကိုလေးလာနေရတာပေါ့အဲ့ဒါတော့နည်းနည်းတော့ဘယ်လိုပြောရမလဲစင်တော့တိတ်မပြေဘူးပေါ့ထိုင်ဝမ်လာဖို့လုံးနေတဲ့လူတွေကမြန်မာကလေးကနေပြီးတော့တရုတ်စာလေးလာခဲ့ရင်ကျွန်တော်ပြောချင်တာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့ဆိုတော့မြန်မာကလေးကကြိုပြီးတော့လေးလာခဲ့ပေါ့ကျွန်တော်ကလည်းဒါအခု HSK တော့တစ်ခါမှမဖြေဘူးပေါ့ဒါပေမဲ့ကျွန်တော်စပြီးတော့ HSK ကိုလေးလာနေပေါ့ဒီ Land မြန်မာ book ကနေပြီးတော့ထုတ်ထားတဲ့ဒါတရုတ်စာအုပ်ကနေပြီးတော့ဒါ HSK ဒါ level 1 2ပေါ့အဲ့လောက်ထိတော့ဒါကျွန်တော်တို့လေးလာလို့ရတယ်ပေါ့ဆိုတော့အခြေခံကိုကျွန်တော်ဒီစာအုပ်ကနေပြီးတော့အခုလောလောဆယ်ပေါ့ကျွန်တော်လေးလာနေရအတန်ထွက်တွေနဲ့လေ့ကျင့်ခန်းတွေကို website ကနေပြီးတော့လေးလာလို့ရတယ်ပေါ့ဆိုတော့တော်တော်လေးအဆင်ပြေတယ်ဒီစာအုပ်ထဲကနေပဲ 4K တခါတည်းလေးလာလို့ရတယ်ပေါ့ဒီမှာ listening reading writing speaking အကုန်လုံးတခါတည်းတအုပ်ထဲနဲ့လုပ်လို့ရတော့တော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်က HSK ဖြေဖို့အတွက်ဒါကျွန်တော်စာလေးလာတာတော့ဒီစာအုပ်နဲ့လေးလာပေါ့တကယ်လို့ထိုင်ဝမ်လာမဲ့လူတွေကြတော့ထိုင်ဝမ်မှာတင်တာကြတော့ traditional Chinese ဆိုတော့လေထိုင်ဝမ်မှာတင်တဲ့စာကိုလေးလာမဲ့လူတွေကတော့ဒီစာအုပ်နဲ့အဆင်မပြေဘူးဒါပေမဲ့ကျွန်တော်တို့ဒါ HSK ဖြေမဲ့လူတွေအတွက်ကကြတော့ recommend လုပ်ပါတယ်ဒီထားမှာထိုင်ဝမ်နဲ့တရုတ်ပြည်မကြီးကတရုတ်စာလုံးရင်းနှီးမတူညီကြဘူးဒါပေမဲ့အတန်ထွက်နဲ့အတိတ်ပဲတွေကတော့အကုန်လုံးနှီးပါတူတယ်ထိုင်ဝမ်မှာတော့ဒါစာလုံးရှည် traditional Chinese ကိုအသုံးပြုတယ်ပေါ့ဒါပေမဲ့အခုကျွန်တော်လေးလာနေတဲ့လမ်းမြန်မာဘုတ်စာအုပ်ကတရုတ်ပြည်မှာသုံးဒါ simplified Chinese ပေါ့နော်အဲကြောင့်ကျွန်တော်အနေနဲ့အဓိကတော့အတန်ထွက်နဲ့အတိတ်ပဲလေးလာဖို့အတွက်ပဲအဓိကအသုံးပြုတယ်ဟုတ်စာအုပ်လိုချင်တဲ့လူတွေကတော့ဒီလမ်းမြန်မာရဲ့ page ကနေပြီးတော့တဆင့်သွားပြီးတော့မှာလို့ရတယ်ပေါ့သူတို့မှလည်းနောက်ထပ်ဘာသာစကားစာအုပ်၅မျိုးလောက်တောင်ရှိရဆိုတော့သူတို့ရဲ့ page ကနေပြီးတော့ပဲဝင်ပြီးတော့ show ကြည့်လိုက်ဒါပြီးရင်ကိုလေးလာခြင်းနဲ့စာအုပ်တွေရှိရင်အမှတခါတည်းပဲမှာပြီးတော့လေးလာလိုက်ပါကျွန်တော်အဲ့လိုစာလေးလာရင်ကျတော့အဲ့လို coffee ဆိုင်တွေမှာတွားထိုင်ပြီးတော့လေးလာရပို့ပြီးတော့ကြိုက်တယ်ကွာကိုယ့်ကိုအိမ်မှာလေးလာတဲ့ဆိုင်ပေါ့ဆိုတော့ cheer ကျွန်တော်လည်းစာလေးပါလေးဖတ်ရင်လည်း easily chill လိုက်အောင်မယ်bye bye ဆိုတော့အဲ့လောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်